မင်္ဂလာပါကျွန်တော်အခုဖတ်မှာကမူရင်းအင်္ဂလိပ်စာရေးဆရာဝီလျံဝီမတ်ဂျက်ကော့ဖ်ရေးပြီးတော့ဆရာတော်တော်စီဘာသာပြန်တဲ့ Bob Pretty ဟာတာဝတ္ထုတို့တွေကတနတ်မှန်အာမခံ club ဆိုတဲ့ဟာတာဝတ္ထုတို့ဖြစ်ပါတယ်တနတ်မှန်အာမခံ club ပန်းကော်ဖီရမကာဆိုင်ရှိအရိပ်ကောင်းသောတစ်ပင်ကြီးအောက်ရှိစပွဲတစ်လုံးတွင်ခရီးသည်လူစိမ်းနှစ်ယောက်သည်နေခိုရင်းအေးစိမ်ဘီယာကိုတမြုံမြုံစုပ်နေကြ၏ဒါကိုမနီးမဝေးခုံတန်းရှည်ပေါ်ထိုင်နေသောကလေးပြူရီရွာ၏ဖိုးသက်ရှည်ကအင်မတန်အားကျစွာငေးကြည့်ရင်သူ၏ဖြူသောဦးကောင်းထဲမှဘီယာအေးလေးတစ်ခွက်လောက်အလကားတောက်ဖို့ရာညံနီညံနဲ့တွေထုတ်နေ၏မကြပါကြီးသူ၏ရှုံးတွသောမျက်ခွက်ကြီးသည်တိမ်ကြားမှပေါ်ထွက်လာသောလာမင်းကြီးကဲ့သို့ဝင်းလက်လာပြီးခရီးသည်နှစ်ဦးနှင့်နီးတစ်ထက်နီးရန်တစ်ဖက်ထိုင်ကုန်ဇွန်းသို့ဖင်တရွေ့ရွေ့ဖြင့်တိုးကပ်လာပြီးသည့်နောက်သူ့နားကိုလက်ဝါးဖြင့်ကာလျက်ငါတူတို့စောစောကအဘကိုဘာများပြောလိုက်ပါလဲအဘတို့မှာတော့အသက်ကထောက်လာပြီမို့နားမျက်စိကမကောင်းတော့ပါဘူးကွယ်ဟောဟိုလောက်စွာကများတော့မင်းတို့ကယဉ်ကျေးသမှုနဲ့အဘကိုဘီယာလေးတစ်ခွက်လောက်များတောက်ဖို့ခေါ်မဲဆိုရင်တော့အဘတို့နားကကြားမယ်မဟုတ်တော့ဘူးကွယ်အဲဒါကြောင့်ရိုင်းနေထင်သွားကြမှာဆိုလို့အဘဒီနားရွှေ့လာတာစိတ်မရှိကြပါနဲ့နော်ဤရင်ကျင်နာတတ်ဟန်တူသောခရီးသည်တယောက်ကခုလိုနှွေးလဲကောင်းပူပူလောင်လောင်အချိန်မှာဘီယာငတ်ရသည့်ဒုက္ခကိုစာနာတတ်သည့်သဘောနှင့်အနီးသို့ရောက်လာသောဆိုင်ရှင်စမစ်အားအဖိုးအိုအတွက်ဘီယာတစ်ခွက်ကိုမှာ၍ဒါနပြုလိုက်၏အဖိုးအိုကသူ့ရှိလာချသောဘီယာခွက်ကိုကုံသွားမှစိုးသည့်အလားတဖြည်းဖြည်းချင်းမြင်းဆုပ်ရင်းနှကန်းပါနာသို့သူ့လက်ဖမိုးရှုံတွားတွားကြီးနှင့်ပုတ်တက်ခါအားရကျိန်နဲ့သွားဟန်တက်မကြီးချလိုက်ပြီးကောင်းပါဘီယာဆိုတာဘာရဲ့အသက်ပဲကွယ်ဒါလေးကိုမှီဝဲလိုက်ရရင်ကျုပ်ကနေကောင်းထိုင်သာဖြစ်လာပြီးစိတ်လက်ပေါ်ပါသွားယုံမကငဲမှုငဲသွေးတွေတောင်ပြန်ပေါ်လာရော့သလားအောင်းမေးရသကွာဒီတော့ကျုပ်တို့ငယ်စဉ်ကအတွေ့အကြုံရှေးဟောင်းနှောင်းပြစ်တွေသတိရပြီးလူတွေကိုပြန်ပြောင်းပြောပြချင်တယ်ရင်း၌တူးသောခရီးတွေကအန်တရယ်ကိုအနံ့ရသောသားကောင်ကဲ့သို့သူ့အဖော်ကိုပြာကြီးပြာလှမ်းကြည့်လိုက်ပြီးမျက်ရိပ်မျက်ချီပြကဂျက်ဒိုများသွားဖို့အချိန်တော်ပြီထင်တယ်ဒုတိယလူကဆေးတံတဲဆေးသိပ်ရင်နေစမ်းပါအောင်ကွာဒီဆေးအိုးတစ်စုံလောက်တောက်ပြရစီအောင်နေလဲပြင်းပါသေးတယ်သို့တော့အဖိုးအိုကတော့ဘာမှအရေးအကဲသိပုံမပေါ်ပဲသူပြောကျင်ရာကိုဆက်၍ပြောတော်သည်ခုနကမင်းတို့တောလိုက်တဲ့အကြောင်းပြောတံများကြားလိုက်မိသလားလို့ဟောဒီကလေးပြူရီရွာတဝိုက်မှာရှိတဲ့တောကဒုက္ခတုံးကများတောကောင်မျိုးစုံနဲ့အင်မတန်ကြက်တရေရှိနေပြီးတောလိုက်လို့တိတ်ကောင်းခဲ့တဲ့နေရာပေါ့ကွယ်နောက်တော့ဟိုလူလွန်မာသားဘောပရတီဆိုတဲ့ကောင်ကြောင့်တခြားကလာတဲ့လူကြီးလူကောင်းတွေဒီတောမှာအမဲမလိုက်ဝွန်းတော့လို့ရွာမှာစီးပွားရေးလူမှုရေးကအစထိခိုက်ကြဆင်းကုန်ကြတာပေါ့ဘောပရတီအကြောင်းမင်းတို့ကြားဘူးသလားမသိဘူးဒီလိုကွယ်ဒီကောင်ကတို့ရွာမှာသူများမျက်ခုံးမွှေးပေါ်ဇင်းကြံရှောက်နေတဲ့ကောင်တို့ရွာရဲ့ဂုံတိတ်ခါကဒင်းကြောင့်ကြာဆုံးခဲ့ရတာကြီးပဲအဖြစ်ကဒီလိုအဘတို့ရွာကမြေပိုင်ရှင်ကြီး Rock ကနိုင်ငံသားကိုတစ်နှစ်လောက်ခရီးထွက်မှာဖြစ်တော့သူ့အိမ်ကြီးကိုအလဟတ်သက်မထားခဲ့ပဲလန်ဒန်မြို့ပေါ်ကကြေးရတဲ့ဆူတန်ကိုတစ်နှစ်စာချုပ်နဲ့ငှားခဲ့တယ်ဒီလူချမ်းသာဆူတန်ကစိတ်တဘောလဲကောင်းတယ်အပေါင်းအသင်းလဲခင်မင်ရက်ရောတယ်ဒါနဲ့အင်္ဂလန်မှာရာသီဥတုတာရတဲ့အောက်တိုဘာလရောက်တော့အဘတို့ရွာမှာနာမည်ကြီးတဲ့ရိတ်ငှက်ကြီးတွေပြည့်ရအောင်လန်ဒန်မြို့ကသူ့မိတ်ဆွေတွေကိုဖိတ်ခေါ်လိုက်တယ်ဒီမျိုးသားကြီးတွေကတော်လဲတခါမှမလိုက်ဖူးကြတော့ငှက်တွေကိုပြစ်လို့ရဖို့ထက်၆လှန့်တယ်လို့ဖြစ်နေတော့ပထမနေ့မှာလိုက်လို့ကိုအပေါက်လမ်းမတဲ့ကြဘူးဒါနဲ့ဒုတိယနေ့မှာ Bill Chambers နဲ့အပေါင်းအပါ10ယောက်လောက်ကိုငှားပြီးတော6ခိုင်းတော့အသင့်အင့်ရကြတာမို့လူကြီးမင်းများတော်တော်ပျော်ကြတယ်ဒါပေမဲ့ညနေဆောင်ကြတော့လူကြီးမင်းတယောက်ရဲ့တနတ်ကြည်စံကချော်တော်ငော့သွားတာကန်ဆိုးသူ Bill Chambers ရဲ့လက်ပြင်ကိုတနတ်ရှက်မှန်သွားတယ်Bill Chambers ခမရအော်လိုက်တာငယ်တန်ကိုပေါက်ကြောသူကမြေကြီးပေါ်မှာဆန့်ဆန့်ကြီးလဲနေပြီးမျက်လုံးစုံမှိတ်ရင်အော်ဟစ်ညည်းညူနေတယ်ကြာတော့ Henry Walker ကအမြင်ကက်ကက်နဲ့သူ့ကိုယောက်ျားမပီတာဘူးမိန်းမရှာလားလို့ပြောတော့နည်းနည်းငြိမ်သွားတယ်သူ့ကိုလူလေးယောက်ကထမ်းစင်နဲ့ထမ်းပြီးအိမ်ပြန်ပို့ရတယ်ဒီကောက်လက်ပြင်ရှက်မှန်တာနဲ့လမ်းမလျှောက်နိုင်အောင်အဖြစ်သေးပုံများတော့ပြောမယုံကြုံဘူးမှသိမယ်ဆိုတာမျိုးပေါ့လမ်းမှာပီတာဂါရန်ကသူ့ဝတီအတိုင်းလေးချွန်မိတာနဲ့
Bill Chambers ကငါသေးလူမျိုးပါဖြစ်နေတာတော့မင်းကလေးတချွန်ချွန်နဲ့အသေးနှလုံးမရှိတဲ့အကောင်လို့ဟုတ်တယ်ဗျမြန်မြန်လျှောက်ကြတော့သူ့ကိုတမင်သေးအောင်လှုပ်ကြသလားတဲ့ဖြည်းဖြည်းသွားပြန်တော့တခါသေနာတွေအိပ်ပျော်နေကြသလားတဲ့ဘယ်ဘက်ကမှမလွတ်တမ်းတောက်တီးနေတော့တာပေါ့ Bill Chambers ကတနတ်မှန်တဲ့ဒဏ်ရာနဲ့အိပ်ရာထဲမှာတပတ်လောက်လဲနေတယ်ကြီးရတဲ့ဆူတန်ကတော်ရှာပါတယ်သူ့မိတ်ဆွေကြောင့်ဖြစ်ရတယ်ဆိုပြီး Bill အတွက်သူကိုယ်တိုင်ဆရာဝန်ခေါ်ပေးတဲ့အပြင်နစ်နာကြီးဆိုပြီး10ပေါင်ကြီးများတောင်ပေးတယ်။ Bill ကိုဆရာဝန်ကနောက်ထပ်တစ်ပတ်လောက်အိပ်ရာထဲမှာငြိမ်ငြိမ်နေဖို့ပြောတယ်။ဒါပေမဲ့10ပေါင်ဆိုတဲ့ငွေကြီးများတောင်လုံးကနေရနေတော့ Bill ကဒုတိယပတ်ရဲ့ပထမနေ့မှာပဲပန်းကော်ဖီရမကာဆိုင်ကိုရောက်လာခဲ့တော့တယ်။သူ့ကြောပြင်မှာလဲပတ်တီးနဲ့လမ်းလျှောက်တော့လဲထော့နဲ့စကားလဲကောင်းကောင်းမပြောနိုင်ဘူး။ဆိုင်ရှင်စမစ်ကသူထိုင်ဖို့ပလက်ကလထိုင်ကိုကြပြားကတိယူပေးရတယ်။ခြေတင်ဖို့ကူရှင်တုံးလေး၄လုံးလောက်သွားတယ်ပေးတယ်။ဒင်းကသူ့ကိုယ်သူဘရင်ကြီးတဆူလို့အခန့်သားကြီးထိုင်လို့သူတနတ်မှန်စင်ကအဖြစ်အပျက်ကိုသူရဲကောင်းကြီးတယောက်လိုခရီးစီတွင်းကြပြောပြနေလေရဲ့ဘီယာကသူ့အတွက်ဆရာဝန်ဆေးထက်စွမ်းတယ်ဗျလာစင်က၄ဘတ်ထောက်မတက်ဖြစ်နေတဲ့ဘီကည9နာရီလောက်ရှိတော့တကယ်ဇပွဲပေါ်တောင်တက်ကနေပြီးဖန်ကွက်3-4ခုလဲခွဲပြီးနေပြီဘီယာနှစ်ချိုင်းကိုတိုက်မိလို့ဖိတ်ကုံတဲ့အတွက်လဲသူ့အိတ်ထဲကငွေတွေကိုထုတ်ပြီးတထေးစတိုင်နဲ့ခတ်တီတီပဲယော်လိုက်တယ်သူ့အိတ်ထဲကငွေတွေတစ်ထက်ကြီးထုတ်ပြပြီးတော့နောက်ထပ်ယော်အောင်မယ်ကွာငါပတ်စံနဲ့ငါဘသူ့ကယူဆိုင်ရမှာလဲလို့အာပြဲကြီးနဲ့ရည်သေးတယ်အဲ့ဒီမှာပီတာဂါဒန်ကဘီလ်လက်ထဲကငွေတွေကိုလိုချင်မျက်စိနဲ့ကြည့်ပြီးစင်းစင်းဆာဆာမေးတယ်ဒီလိုဆိုတော့တနတ်မှန်ခံရတာကောင်းသားပဲအဲ့ဒီတော့ဘောပရတီကပီတာကြောကိုပုတ်ပြီးမပူနဲ့ပီတာလန်ဒန်ကလာတဲ့ဧည့်သည်တွေလက်စွမ်းနဲ့ဆိုရင်မင်းတို့တော6ပေးရတဲ့လူတွေအကုန်တနတ်မှန်ခံရမှာသိကြတယ်ဒီတော့ဆက်ချုပ်သမားဒီကီဝစ်ကမင်းပြောပုံမဟုတ်သေးပါဘူးဘော့ဗျာလူတယောက်လုံးထိပြီးမှသူတို့လည်းသတိထားတော့မှာဘောကွာဘောပရတီကဒီကီကိုနှာခေါင်းရှုံပြလိုက်ပြီးမပြောတတ်ဘူးလေငါကတော့စင်းရဲသားကြေးတော်သားပဲတနှက်လဲတစ်ခါမှမကင်ဘူးလို့မသိဘူးဒါပေမဲ့ငါသာဆိုရင်ဒီလိုလူတွေနဲ့ဘယ်တော့မှတောချောက်မလိုက်ဘူးငါမရမုတ်ဆိုးမှအဖြစ်မခံနိုင်ဘူးကွာဘာပဲပြောနောက်ထပ်မတော်တဆတနှက်မှန်တာတွေတော့ရှိတော့မှာမဟုတ်ပါဘူးကွာအေးလေငါတို့လဲတောချောက်တဲ့နေရာမှာတတိထားမှာပေါ့ကွာအားတွေမှမဟုတ်ပဲဒီတော့ဘောပရတီကရှူးရှူးရှားရှားဖြစ်သွားပြီးမှန်ကိုမှန်ရအောင်မယ်ငါကလောင်းအောင်လောင်းလိုက်ချင်သေးတယ်ဗျာဒီတော့ဆမ်ဂျုံးစ်ကကျုပ်တို့တွေကိုမျက်စလှမ်းပစ်ပြပြီးကဲဒါဖြင့်မင်းဘလောက်လောင်းညံတယ်လဲပြောမဲမင်းမျက်စပစ်တာငါမြင်ပါတယ်မောင်ငါကလောင်းတာထက်သေးကြတဲ့အလုပ်ကိုလုပ်ချင်တယ်ကွာမင်းတို့နဲ့လောင်းရတာကနောက်တော့လောင်းကြီးကိုပေးကြမှာပေးကြမှာခုငါလုံးမှာကမင်းတို့တော6နေသမျှကာလပတ်လုံးမင်းတို့ကိုငါကတပတ်6ပဲနီပေးမယ်တနှက်မမှန်မချင်းပေါ့ကဲမှန်ရင်တော့မှန်တဲ့အကောင်ကသူလျော်ကြီးရတဲ့ငွေတွေကငါ့ကိုတဝက်ပေးရမယ်။ကိုင်းဒီထက်သင့်မြတ်တဲ့လောင်ကြီးရှိပါအောင်မလား။ဘောပရတီတနတ်မှန်အာမခံကလတ်ဆိုပါတော့ကွာ။ဘယ်နဲ့လဲ။ဒီတော့ဟန်နရီဝေါ်ကာကထိုင်နေရမှခုံထလာပြီးဟေးငါ့ကိုလည်း6ပဲနီပေးမလား။ပေးမှာဘောကွာ။မင်းနဲ့မကဘူးငါနဲ့လောင်ကြီးထက်ချင်တဲ့လူဘသူဖြစ်ပေးမှာပဲ။ကြိုးကိုပေးအောင်မယ်။ကဲခုပဲ6ပဲနီပေးမယ်လေ။ဘသူယူမလဲ။ကျုပ်တို့ကလေးပြူရီရွာကလူတွေကပတ်စံကိုအလကားရမယ်ဆိုရင်ဘယ်တော့မှနောက်တော့တဲ့လူတွေမဟုတ်ဘူး။ဒါကြောင့်သူ့ထက်ငါဝိုင်းအောင်လာကြတော့ဘောပရတီကလည်းကရုံးမော်ကဂျင်ပဲ။ဘယ်ရမလဲ။ပထမဆုံးဆိုင်ရှင်စမစ်စီကစက်ကူနဲ့ကလောက်တစ်ချောင်းတောင်းပြီးသူ့စီက6ပဲနီယူလောင်းကြီးထပ်မဲ့လူတွေရဲ့နာမည်တွေကိုသူတို့ထဲမှာတဦးရီသောစာရက်ပေတတ်ဖြစ်တဲ့ဆိုင်ရှင်စမစ်ကိုပဲအသေးအချာစည်ရင်းစရာနဲ့စာချုပ်တစ်ခါလဲလှုပ်စေတယ်။ပြီးတော့ဆိုင်ရနာမည်ရဲ့ဘေးမှာကာယကံရှင်တွေရဲ့လက်မှတ်ကိုထိုးစေတယ်။ပထမဆုံးလက်မှတ်ထိုးတဲ့လူကဟင်နရီဝေါ်ကာနောက်အစဉ်တစိုက်ကတော့ဆမ်ဂျုံးပီတာဂါဒန်ရမ်သောမ်ဆန်ဂျမ်ဟော်ဝေါ်တာဘဲလ်ဒီ6ယောက်ပြီးတော့ဘောပရတီကနောက်ထပ်လက်မခံတော့ဘူး။ဒါလောက်ဆိုတော်ပါပြီဆိုပြီးသူတို့ကို6ပဲနီစီပေးလိုက်တယ်။နောက်ပြီးသင်းတို့အားလုံးကံကောင်းထောက်မှပါစေသားလို့လဲဆူတောင်းပေးလိုက်သေးသဗျ။ကံမကောင်းလို့တနတ်မှန်ခံရရင်နာလဲနာသေးနန်လဲနန်သေးဆိုတာလို့ကို့အသားလဲနာရော်ကြီးငွေကလည်းဘောပရတီကိုထပ်ဝက်ခွဲပေးရအောင်မယ်မဟုတ်လား။ကျုပ်တီးရသလောက်ကတော့သူတို့ကဘောပရတီစီက6ပဲနီကိုမက်လှလို့တော့မဟုတ်ဘူး။ဒင်းရဲ့အကျင့်အကြံကိုမခံချင်ကြလို့အဲ့ဒီတဲကပန်းကော်ဖီဆိုင်မှာသူတို့ဟာဘောပရတီကိုအမျိုးမျိုးနောက်ကျရီကြလို့ကြာတော့ဘော့ကစိတ်ကောက်ပြီးဘီယာတော်မတောက်နိုင်တော့ပဲစောင့်နဲ့အိမ်ပြန်သွားတော့တယ်
နောက်3-4ရက်လဲပန်းကော်ဖီကိုမလာဘူးတချို့ပြောတော့ Bob က Weekend မြို့ကိုသွားတာတွေ့လိုက်တဲ့နောက်တစ်ခါတောကြောက်ကတော့ Henry Walker ကိုတနတ်မှန်ပါလေရောဗျာမှန်ပေမပေါ့တနတ်ပြစ်တဲ့လူတွေလည်းကြည်အောင်လေရုံလေးတစ်ကောင်ကြောက်လန့်ပြီးပြေးတာကိုဝိုင်းပစ်ကြတဲ့ဒီတော့ခြုံတစ်ခုနောက်မှာရောက်နေတဲ့ကန်ဆိုးသူ Henry ကိုမှန်သွားတော့တာပေါ့ Henry ကသူ့ခြေတစ်ဖက်လက်နဲ့စုပ်ရင်တပြဲပြဲနဲ့အော်နေတယ်သူ့ကိုအိမ်ပြန်သေးလာကြတဲ့ Bill Chambers တို့လူစုကိုလည်းမစီမဆိုင်ထမ်းစင်ပေါ်ကနေဆဲလိုက်တာကလည်းရစရာမရှိဘူးသူ့ပါဇက်ကထွက်တဲ့အယုတ်တအနတ္တကိုအခန်းထဲဝင်လာတဲ့ဒေါက်တာတောင်ကြားသွားတာတော်တော်ရှက်စရာကောင်းနေဗျာအဲ့ဒီညပဲပန်းကော်ဖီကို Bobrity ရောက်လာတော့ Henry Walker သတင်းကိုကြားချင်းပဲသူကအပြေးအလွှာလူနာမေးသွားရှာပါတယ် Henry စီရောက်တော့အိပ်ပျော်နေတာတွေ့တယ်ဘလို့မှနှိုးလို့ကိုမရဘူးတဲ့ဒီတော့ Bobrity ကမတော်တဆလိုနဲ့အမှတ်တမဲ့ Henry ခြေထောက်ပေါ်ထိုင်ချလိုက်တော့မှ Henry ငဲတန်းပအောင်အော်ပြီးမျက်လုံးဖွင့်ကြည့်လာတယ်သူ့ကိုပြုံကြီးငုံကြည့်နေတဲ့ Bob ကိုပြစ်နှစ်ဆဲမယ်လို့စိတ်ကူးသေးတယ်ဒါပေမဲ့သူ့စိတ်ကိုချုပ်တီးပြီးဒေါသကြောင့်အခိုးတလူထွက်နေတဲ့မျက်လုံးတွေနဲ့ Bob ကိုကြည့်ရင်လှုပ်လိုက်ရင်ရှေ့မကြည့်နောက်မကြည့်နဲ့အယမ်းကြီးပဲအခုဘာကိစ္စလာတာလဲဒီတော့ Bob ကခက်အေးအတန်နဲ့ပဲရည်ရင်တငယ်ချင်း6တော့တနတ်မှန်နဲ့ကြားလို့လူမမာမေးလာတာလေ Henry မင်းကငါရဲ့လောင်းကြီးအသင်းစရင်မှာပါနေမှန်းအောင်မေ့နေတယ်ကွာစရင်ကင်နဲ့ Smith ကပြောတော့မှသတိရတယ်စေပေါင်အောက်တပြားမှရှော့မယူနဲ့နော်ဈေးပြက်မယ်သိလားအေးငါလည်းမင်းကိုပြောဖို့မေ့နေတယ်ကွာဒီမနေ့ပဲမင်းအသိန်းကထွက်ဖို့ဆုံးဖြတ်လိုက်တယ်ဟာဒါဆိုမင်း6တော့တနတ်မမှန်ခင်ကလာပြောဖို့ကောင်းတာပေါ့ခွာBobrity ကဖြစ်မှဖြစ်ရလေဆိုတဲ့မျက်နှာထားနဲ့သူ့ကောင်းကိုရမ်းရင်ပြောလေတော့ Henry ကတက်ပြင်းကြီးချပြီးဒီငွေ10ပေါင်လုံးငါအတုံးလိုကောင်းလုံမယ်ပေါ့တစ်သားခြေထုတွေတက်ချင်တက်ရမှာကွာဒါတော့နောက်တော့လဲယောက်ျားပေါ့ကွာဒေါက်တာဘက်ဂရင်းကခြေထုတက်ရမယ်ဆိုရင်ပြောမှာပေါ့တကယ်ခြေထုတက်ရမယ်ဆိုရင်တော့မင်းစီကငါရလိုက်တဲ့ဟိုငွေတဝက်ကိုတပြားမှမယူပါဘူးကွာစိတ်မပူပါနဲ့ Bob ကအဲ့ဒီလိုပြောပြီး Henry ကိုနှုတ်ဆက်ပြန်သွားလေရဲ့ဧည့်သည်ပြန်သွားလို့ Henry ဇနီးကသူ့ယောက်ျားကိုသွားကြည့်တော့ Henry ကကိုမယားကိုတောင်မမှတ်မိတဲ့ပုံစံမျိုးနဲ့ငူတူတူကြီးထိုင်းနေတာတွေ့ရတယ်။ဘာဖြစ်လို့လဲမေးလို့မရဘူး။ဒီလိုနဲ့ပဲ Henry ကအိပ်ရာထဲမှာတပတ်လောက်နေရတယ်။တနတ်မှန်တဲ့ဒဏ်ရာကတိတ်ဆိုးဆိုးရွားရွားကြီးတော့မဟုတ်ပါဘူး။ဘသူတနတ်ကမှန်တဲ့ကြည်စမ်းဆိုတာလဲ Mr. Susan ကိုယ်တိုင်တရက်ခန့်ရှာမတွေ့ဘူး။လူလာသမျှ Henry ခြေသလုံးလှန်ပြနေတာနဲ့မြင်ရတဲ့လူတွေကလည်းစိတ်ကုန်လှပြီ။နောက်ဆုံးတော့အကျဉ်းသားစိမ့်နဲ့ဂယုဏတရားရှိတဲ့ Mr. Sultan က Henry ကိုကျေနပ်အောင်ငွေ10ပေါင်ရော်ကြီးပေးလိုက်ပါတယ်။အဲ့ဒီမှာသူတို့စာချုပ်အတိုင်းငွေတဝက်ကိုရအောင် Bobrity က Henry ကို2ရက်တိုင်အာပေါက်လူမတက်ချင်းလိုက်6လိုက်နဲ့မနှဲကြီးတောင်းယူရတယ်။ဒါပေမဲ့ဒီအကြောင်းကိုဘယ်သူမှမပြောပါဘူး။ Mr. Sultan ကြားသွားရင်မကောင်းဘူးမဟုတ်လား။ Bob က Henry ကိုငွေ9ပေါင်ပေးရင်ပေးမပေးရင်သူထိုးထားတဲ့လက်မှတ်နဲ့ပန်းခေါ်ပြီးဆိုင်ရှင်အတိအသက်တွေထားပြီးဝိခမ်းမျိုးကရှေ့နေနဲ့တရားစွဲမယ်လို့ပြောတယ်။ Smith ကလည်း Bob စီမှာ Henry ရဲ့လက်မှတ်ထိုးထားတဲ့စာရွက်ကရှိနေလေတော့တရားစွဲရင် Henry ရှုံးမှာပဲ။ဒါရင်မကရုံးစရိတ်နဲ့ဘာနဲ့ဆိုရင်ငွေ10ပေါင်မကကုန်သွားမယ်ပြောတော့ Henry ဟာသူ့အိတ်ထဲကငွေ9ပေါင်ကိုမပေးခြင်းနဲ့ထုတ်ပေးပြီး Bob ရဲ့မျက်နှာကိုတစ်သက်လုံးမမြင်ကျင်တော့ပါဘူးလို့ပြောလိုက်တယ်။ Bobrity ဟာအဲ့ဒီညကပန်းကော်ဖီဆိုင်မှာတကားခန်းတယ်လေ။ဘီယာကလေးနည်းနည်းထွေလာတော့သူကမျက်ရည်ကလေးတဝဲနဲ့ကျုပ်ဟောဒီရွာကလူတွေအပေါ်ထားတဲ့စေတနာတွေဟာဝေဒနာဖြစ်ကုန်တယ်ဗျခမည်းတော်ကကျုပ်အပေါ်နည်းနည်းမှမကောင်းကြဘူးဝိုင်းပေးဖို့လောက်ပဲသိကြတယ်အခုပဲကြည်လေရိုးရိုးသားသားအလောင်းစားလုပ်ခဲ့ကြတာရှုံးတော့ကြီးသားသားမပေးခြင်းဘူးနောက်တစ်ခါဒီလိုသာဆိုရင်တော့ Bobrity ရဲ့တနတ်မှန်အာမခံကာလကိုဖျက်ပစ်လိုက်မယ်သိရလားဒီတော့ Sam Jones ကဒီလိုဆိုအကောင်းဆုံးပေါ့ကွာငါလည်းမင်းကလပ်မှာမပါချင်တော့ပါဘူးအခုပဲ notice ပေးတယ်ကွာထွက်မယ်ဒီတော့ငါတနတ်မှန်ခံရရင်လည်းရော်ချင်းငွေကိုငါတယောက်တည်းပြည့်ဝခံစားရမယ်ဘသူမှခွဲပေးစရာမလိုတော့ဘူးအေးဒီလိုဆိုငါလည်းထွက်တယ်ကွာဘယ်နဲ့ကိုသားအနာခံရလို့ရတဲ့ပတ်စံကိုဘာကြောင့် Bobrity တဝက်ခွဲပေးရမှာလဲကိုမင်းအားကိုပေးမှာပေါ့ပီတာဂါဒန်ကပါဝင်ပြောလာတော့ကျန်တဲ့သူအားလုံးကလည်းသူထွက်မယ်ငါထွက်မယ်နဲ့ဖြစ်ကုန်ကြလေရောဒီတော့ Bobrity ကဟဲ့အောင်လေမင်းတို့ဒီလိုလုပ်လို့ရာရိုးလားကွာငါစီကလောင်းချင်းကို6ပဲနေဒီတစ်ပတ်အတွက်ကိုမနစ်ညက်နေရပဲယူထားကြတာမဟုတ်လားဒီတော့မင်းတို့ထွက်ချင်ပေမဲ့ထွက်လို့မရသေးဘူး
ဒီတစ်ပတ်ကုန်တဲ့အထိမင်းတို့ကငါရဲ့အသင်းဝင်အဖြစ်တော့ဖြစ်တည်နေသေးပဲဒါဥပဒေအရပြောတာဗြိတိန်နိုင်ငံတော်ဥပဒေဒါဖြင့်မင်းပတ်စံ6ပဲနီပြန်ပေးမယ်ကွာတယောက်ကပြောတော့အောင်မာဖြစ်မလားကွာပြန်ပေးမယ်ဆိုရင်မင်းတို့ငါစီကစယူတဲ့3ဘတ်စလုံးအတွက်ပေးနိုင်မှဒီလိုဆိုတော့လေကြေးတော်သားစင်းရဲသားတွေပဲဗျာဘယ်ကလာ3ဘတ်အတွက်ငွေ18ပဲနီကြီးများသူတို့လက်ထဲရှိနေကြမှာလဲဒါကြောင့်အားလုံးပဲအောင့်တက်တက်နဲ့နေလိုက်ကြရတော့တယ်နောက်တနေ့ကျတော့ Sam Jones နဲ့ Peter Garden ကဘာပဲဖြစ်ဖြစ် Bob Brady ရဲ့ကလပ်ကထွက်မယ်ဆိုပြီး Sam ကသူ့မိမအုပ်ထုတ်ကြားတဲ့ဝှက်ထားတဲ့ငွေ2ရှီလင်ကိုရအောင်ရှာတယ် Peter Garden ကသူ့သားစုဘူးကိုခိုးဖောက်တဲ့အခါမှာ3ရှီလင်ခွဲရတယ်ဒီငွေတွေရင်ဝယ်ပိုက်ပြီးညကျတော့ပန်းကော်ပီဆိုင်မှာ Bob Brady ငွေ18ပဲနီကိုဆက်ပြီးဒင်းမျက်နာကိုစီစီကြည့်လက်ညှိုးငေါက်ငေါက်ထိုးပိုးဆိုးပတ်ဆက်ပြောပြီးဒင်းရဲ့ကလိန်ညံကလပ်ကထွက်မယ်ပေါ့ဒါပေမဲ့အဲ့ဒီညမှာတော့ Bob Brady ကပန်းကော်ဖီကိုမလာဘူးဒါနဲ့သူ့အိမ်ကိုလိုက်သွားကြတော့သူ့မိန်းမကသူ့လင်မရှိဘူးဝီခမ်းမျိုးကိုသွားတာစနေနေ့ညနေလောက်မှပြန်လာမယ်ပြောတယ်ဒါနဲ့သူတို့ဟာစိတ်ပြက်ပြက်နဲ့အဲ့ဒီငွေတွေကိုအရက်ဝယ်တောက်ပြစ်လိုက်ကြတယ်ဒါအင်္ဂါနေ့ညနေနော်တောက်ကြနေကြတော့ Mr. Sultan တို့လူတိုက်တောလိုက်ကြပြန်ရောဗျသူတို့လူစုရဲ့ဗျံပရာအိုးနှင်းခွက်နှင်းနဲ့တောမကျွမ်းကျင်မှုကြောင့်တောထဲမှာတရိတ်ဆန်ကြက်ငှက်တောင်မှရှာမရအောင်ပဲဖြစ်လေတော့တောကောင်းကြီးကသူတို့ကိုစနစ်တကျတောပစ်ကြဖို့တင်ပြပေးပါသေးတယ်ဒါပေမဲ့အလကားပဲမြို့သားတွေကတောရောက်ရင်တိကြတဲ့အတိုင်းဝါအစီးပြေသလိုကိုယိုကာယာဝိုးတို့ဝါထားနဲ့တိတ်မကြလိုက်ပါဘူးဗျာဆမ်ဂျုံနဲ့ Peter Garden 2ယောက်စလုံးကိုတတ်နှက်မှန်ပါရောဆမ်ကခြေသလုံးကိုတတ်နှက်မှန်တယ်ဆိုရင်ပဲအလူအလဲអော်လိုက်ဟစ်လိုက်ကြတာများဗျာတောပစ်တဲ့လူတွေကလည်းသူ့ထက်ငါကောင်းလူရက်သူမဟုတ်ရပါဘူးငါမဟုတ်ရပါဘူးနဲ့ညင်းချက်ထုတ်တန်တွေလည်းတတော်လုံးညံလို့ Mr. Sultan ကတော့ဒေါပွားလွန်းလို့ဆွတ်ခုံးနေတာပဲအဲ့ဒီနေ့တောပစ်တာလဲပြက်ကြောဆမ်ဂျုံနဲ့ပီတာကိုတောချောက်တဲ့သူတွေကပွေတဲ့သူကပွေတွဲတဲ့သူကတွဲနဲ့သူတို့အိမ်ပြန်ပို့လိုက်ကြရတယ်ဆမ်နဲ့ပီတာကလည်းကြုတ်ထင်တော့ရော်ကြီးရမယ်မှန်းသိလို့တာထိုးကလေးအော်ကြညီးကြတယ်ထင်ပါရဲ့ဒါပေမဲ့ Mr. Sultan ကဘာမှကြားနိုင်တော့မယ်မဟုတ်ဘူးသူ့တောလိုက်မိတ်ဆွေအပေါင်းအသင်းတွေကိုရန်ထောင်နေရတာနဲ့ပဲခမညာဖတ်မောနေရှာတာဟဲ့လူတွေကျုပ်နောက်ဆုံးပြောချင်တာကခမညာတို့နောက်ထပ်တောမပြစ်ကြပါနဲ့တော့ဗျာကြာရင်ဒီတရွာလုံးတနတ်မှန်းကုန်လိမ့်မယ်အဲ့ဒီတုန်းမှာနားပါတဲ့တောကောင်းကခက်လန်းလန်းကခြုံတစ်ခုကိုလက်ညှိုးထိုးပြရင်ဆရာဟိုခြုံထဲကလည်းညီးတွားတန်ကြီးကြားရတယ်တွားကြည့်လိုက်ပါဦးအားလုံးငြိမ်ပြီးနားဆွင့်လိုက်ကြတယ်ဟုတ်ပါရဲ့တေလူမျောပါညီးတန်ကြီးကြားရတော့ Mr. Sultan နဲ့သူ့လူတိုက်သွားကြည့်တာခြုံနောက်မှာမှောက်ရက်လဲနေတဲ့ Walter ကိုတွေ့ရတာပဲဒီတော့ Mr. Sultan ကဒေါသထွက်နဲ့အော်ပြီးမေးလိုက်တယ်နေစမ်းမအောင်ခမညာကဘာဖြစ်လို့ဒီမှာဝန်းရကြီးမှောက်ပြီးအော်နေရတာလဲဒီတော့ Walter ကဘာဖြစ်ရမလဲဗျကျုပ်ဖက်နှက်ကြိုးပြတ်လို့ကုန်းပြီးပြန်ချီနေတော့ကျုပ်တယ်မကိုနောက်ကနေပြီးတနှက်မှန်တာဗျ Mr. Sultan ကမယုံနိုင်ပဲဟာခမညာရှိနေတဲ့နေရာကျုပ်တို့တောပြက်နေတဲ့နေရာနဲ့အဝေးကြီးမစီမဆိုင်ဗျာဟုတ်တယ်မလားတောကောင်းကြီးအကူအညီတောင်းတဲ့သဘောနဲ့လှမ်းပြောတော့တောကောင်းကြီးကသူ့ကောင်းတွင်ရမ်းပြီးဒီလိုပြောလို့လည်းမရသေးဘူးဆရာရဲ့ဆရာလူတွေကတတော်လုံးခွေးလီပြားတောအနှံ့လျှောက်သွားနေကြတာလေဆရာတို့တနတ်တန်နေနဲ့မရှိမနောင်ဟောဒီဘက်ကတနတ်တန်တစ်ချက်ထွက်လာတာကျုပ်အသေးအချာကြားမိပါတယ်ဟာဒါတော့သူ့ကိုယ်သူပြစ်တာဖြစ်မှာပဲ Mr. Sultan ကစိတ်ဆိုးမှန်ဆိုးနဲ့ပြောတော့တောကောင်းကြီးကမှောက်ရက်လဲနေတဲ့ Walter တင်ဘာကတနတ်တန်ရာကိုတေးသေးချာချာကြည့်ပြီးဟာဒါတော့ကို့ဖင်ကိုပြစ်တယ်ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဒီပြင်လူပြစ်တာပဲလို့ဆိုပြီး Walter ကိုထမ်းစင်နဲ့ခေါ်ဖို့စီစဉ်ပေးတယ်ဒေါက်တာဂရင်းကအဲ့ဒီနေ့တနေ့လုံးတနှက်မှန်တဲ့လူတွေကိုတအိမ်တဆင်းရှောက်ပြီးခွဲစိတ်ကုသနေရတော့တယ်ဒါကြောင့် Sam Jones အိမ်ရောက်တော့နေဝင်မိုးချုပ်နေပြီ Sam Jones ရဲ့ခြေသလုံးခွဲပြီးကြည်စံစတွေကိုညှက်နဲ့ဆွဲထုတ်တော့ဖျောင်းနိုင်မီးနဲ့လှုပ်ရပြီပေါ့ Sam Jones ဇနီးကဖျောင်းနိုင်ကိုလက်တစ်ဖက်ကကင်ပြီးကြံလက်တစ်ဖက်ကမျက်ရည်တုပ်နေရှာတယ်ဒီတော့ဆရာဝန်ကလက်ငိမ်ထားပြီးမီးပြဖို့မကြာခဏပြောရတယ်တော်ကြာတော့ Sam Jones ကမှောက်ရက်ဆေးကုခံနေရကဘလို့လဲအောက်တိုဘာစောင်းဥပေါက်ကာလမှာတော့ဒီလောက်ပူတာလို့ညီးတော့မှအရက်ခင်းမီးလောင်နေမှန်းသိရတော့တယ်အဲ့ဒီအခါမှာမရမျက်ရည်ကျအောင်တစ်ချိန်လုံးတေမတက်ညင်းညူအော်ဟစ်နေတဲ့ Sam Jones ဟာအဲ့ຢာတွေကရုံးကန်ခုံထပြီးမီးကိုကမန်းကရန်ထိုင်တက်နေတယ်မီးငိမ့်သွားတော့သူကလှေကတစ်ပေါ်ထိုင်ရင်ကလထိုင်ကျိုးတစ်ခုကိုကင်လို့မယားကိုတွတ်ကျင်းရင်ကြံရစ်ခဲ့တာကိုဆရာဝန်ကတွေ့ခဲ့ရတဲ့ဒီတနတ်မှန်တဲ့ကိစ္စတွေကရွာမှာတင်မကဘူးမြေပိုင်ရှင်ရဲ့အိမ်ကြီးမှာလည်းပွားစီဖြစ်နေကြတယ်Mr. Sultan ကသူ့အဆက်ကွဲရတယ်လို့သူ့မိတ်ဆွေတွေကိုစူပူတဲ့အခါသူ
သူတို့လည်းမိမိတို့ကြောင့်ဖြစ်ရတာမဟုတ်ကြောင်းအခိုင်အမာညင်းကြတယ်ညင်းနဲ့ပဲဒေါသအမျက်တွေထွက်ပြီးမစ္စတာဆူလ်တန်ရဲ့မိတ်ဆွေ2ယောက်ကညရင်းချင်းပဲလန်ဒန်ကိုပြန်သွားကြတယ်ပန်းကော်ဖီမှာလည်းဘော့ဘရစ်တီရဲ့ကလပ်ဝင်6ယောက်အနက်9ယောက်တိတိတနတ်မှန်ခံရတာကိုမကြေမနက်နဲ့တယုံယုံပြောဆိုနေကြတယ်အချင်းဖြစ်ပွားတဲ့နေ့ကဘော့ဘရစ်တီကရွာမှာမရှိဘူးနောက်ညနေမှပြန်ရောက်လာတယ်အဲ့ဒီညမှာတော့ပန်းကော်ဖီမှာပွဲကြီးပွဲကောင်းပဲဟန်နရီဝေါကာကအရင်စတယ်ဘော့ဘရစ်တီရဲ့မျက်နှာကိုစီစီကြည့်ရင်ဒီမှာဖြစ်တဲ့မကောင်းတဲ့တွေကိုမင်းကူးလောက်ရှိကြားပြီးရောပေါ့ကြားပြီလားကွာစိတ်မကောင်းလဲဖြစ်မိပါရဲ့ဒါပေမဲ့ဒီတော့ပြစ်ထွက်လာတဲ့ဆိုတဲ့တကောင်သားတွေအကြောင်းမင်းတို့ကသတိပေးသားပဲမဟုတ်လားမင်းတို့ကမယုံကြဘူးလေခေခုတော့ဘယ်နဲ့ရှိစားဘော့ဘရစ်တီတွေးကြည့်လိုက်ရင်တခြားလူတွေပြေးကြည့်တာထက်မှန်တယ်ဆိုတာတွေးပြီမဟုတ်လားဒီတော့ဟန်နရီဝေါကာကတဆိုင်လုံးမှာရှိတဲ့လူမျက်နှာတွေကိုလှမ်းကြည့်လိုက်ရင်ဘော့ဘရစ်တီရဲ့ကလပ်ဝင်တွေကိုမှရွေးပြီးသနှက်မှန်တာကတော့မဆန်းဘူးလားဗျာဟာဒါကတော့ဖျားသခင်အလိုတော်အတိုင်းငါကုသိုလ်ကံကောင်းလို့ဆိုရမှာပေါ့မင်းဒီလိုပြောလို့ဖြစ်မလားငါအမြဲကံကောင်းတဲ့သူမှမင်းတို့သိကြသားပဲမင်းကတော့သူတို့ရမယ့်ရော်ချင်းတွေတဝက်စီတော့တေချာနေပြီးတွတ်မှာပေါ့နော်ဟန်နရီကလှောင်ပြောင်တယောနေတယ်ဒီတော့ဘော့ဘရစ်တီကမျက်မှောင်ကြုတ်ကြီးနဲ့တော်စမ်းကွာသူတကာတွေထိခိုက်ဒဏ်ရာနဲ့အနာတရဖြစ်ကြလို့ဝေဒနာခံစားနေရတဲ့အချိန်မှာမင်းတို့မို့ငွေစကားကြီးစကားပြောရတယ်မင်းအစာငါရှက်တယ်ဟန်နရီဒီတော့ဟန်နရီကဘော့ဘရစ်တီမျက်ခွက်ရှေ့မှာလက်သီးတရမ်းရမ်းနဲ့မထင်နဲ့ကိုလူမင်းပိုင်စီတစည်းအောင်မရစေရဘူးစိတ်ချဒါလည်းမကဘူးစချင်းအမှန်ခံရတဲ့ငါရော်ကြီးတွေကခွဲပေးခဲ့ရတဲ့9ပေါင်လဲပြန်လို့ခြင်းနဲ့ဘော့ဘရစ်တီဒီတော့ဘော့ကဟန်နရီကိုခတ်ပြုံးပဲကြည့်ရင်ရုံတန်းစကားတွေပြောမနေနဲ့ဟန်နရီရဲ့လို့ခတ်အေးပဲပြန်ပြောတော့ဟန်နရီကသူ့လက်သီးစုပ်ကြီးနဲ့ဇပွဲကိုဝုန်းကနေထုလိုက်ပြီးအတန်ကျဲနဲ့မလိုချင်ငါငွေ9ပေါင်ပြန်ပေးရမယ်ဘာကြောင့်ပေးရမလဲဆိုတာလဲမင်းကိုမင်းသိတယ်ပေါ့မင်းကလပ်ကဘာလဲဆိုတာငါတို့အားလုံးသဘောပေါက်ပြီမင်းစင်ထားတဲ့ကြော်ခွင်းနဲ့ငါတို့နားမလဲလို့ဝင်မိကြတာကွာတက်နွားကြခံရတာပဲဒီတော့ဘော့ရဲ့ကလပ်ဝင်မှန်ပါလျက်တနက်ပြစ်မခံရပဲတယောက်တည်းကြံခဲ့တဲ့ဂျင်ဟောကသူ့ကိုပါဟန်နရီကကြည့်ပြီးတိန်းကျုံပြောတယ်ထင်တဲ့အတွက်ဟေးဟန်နရီကိုနွားကြမှန်းသိလဲကိုယ့်အကိုခံပါငါ့ကိုပါလာပြီးသေပေါ်မှာညှိနေခွာဒီတော့ဟန်နရီကအိုးမဆိုင်တဲ့အပေါက်မင်းကလည်းဂလိုင်းနဲ့ခောက်နေပြန်ပါပြီကွာငါပြောတာကတခြားဆိုင်တခန်းလုံးကိုတိန်းကျုံကြည့်ရင်စိတ်တွေးမှရေးပေါ်ဆိုသလိုခုတော့အစနှစ်စကိုစက်မိလို့ရုပ်လုံးပေါ်လာပြီဒီကိစ္စမှာဘော့ဘရစ်တီကတောထဲမှာပုံနေပြီးတို့ကိုသူကိုယ်တိုင်တနတ်နဲ့ပြစ်တာကွာဟန်နရီစကားဆုံးတော့ရုတ်တရက်တခန်းလုံးခစ်တတိတ်ဆိတ်သွားတယ်ပြီးတော့မှအားလုံးတပြိုင်နဲ့သူ့ထက်ငါကြဲလောင်ပြောကြဆိုကြညင်းကြခုံကြနဲ့အရက်ပြတ်တော့မယ်အတိုင်းပဲတူးတဲ့အေးဆေးဆေးဘာမှမပြောပဲလက်ပိုက်ပြီးထိုင်နေတာကတော့ဘော့ဘရစ်တီပဲနောက်ဆုံးမှသူကဆွေခုံနေတဲ့ဟန်နရီကိုဂယုဏတက်တယ်လို့ခေါင်းတရမ်းနဲ့ကြည့်ပြီးဒီကောင်ကတော့ယူပြီဘယ်နဲ့ဆွဲဗျာကျုပ်ကအစကတည်းကဒင်းတို့အန်ဒီယေတွေကြုံမြင်လို့ရွာကလူတွေကိုလည်းသတိပေးခဲ့တယ်ကိုလည်းလွတ်အောင်ကျွတ်အောင်ဟိုးအဝေးကြီးဝီခမ်းမှာသွားရှောင်နေတယ်ဟေးဖြီးမနေနဲ့ဘော့ဘရစ်တီမင်းကငွေရမယ်ဆိုရင်လူတော်တတ်မဲ့အကောင်မက်စ်ကလှမ်းပြောတော့ဟန်နရီကလက်ညှိုးငေါထိုးပြီးဟေးမင်းလိုလူရဲ့စကားကဘီယာတစ်ခွက်လောက်မှတန်ဖိုးမရှိပါဘူးဘောရဒီတော့ငါမင်းကိုအဖက်လုပ်ပြီးစကားမပြောတော့ဘူးမစ္စတာဆူလ်တန်ကိုပဲဓာတ်ရိုက်သွားပြောတော့မယ်ဘာလို့ပြောမှလဲတနတ်နဲ့ပြစ်တာမင်းလို့ဒီတော့ဘော့ကအေးဆေးပဲငါသာဆိုဒီလိုမလုပ်ဘူးဟန်နရီရဲ့အောင်မဘာကြောင့်မလုပ်ရမှာလဲဘော့ဘရစ်တီကစပွဲကဘီယာတစ်ခွက်ကိုသူ့ဟာလိုနဲ့ကောက်မော်လိုက်ပြီးနှကန်းပါနာတုပ်ရင်မင်းဒီလိုလုပ်ရင်အမှားကြီးမှားသွားမှာပေါ့မောင်ရကဲမင်းကမစ္စတာဆူလ်တန်ကိုသွားပြောပြီးဆိုပါတော့မစ္စတာဆူလ်တန်မင်းတို့ကိုတနတ်မှန်တာသူ့အပေါင်းအသင်းတွေလက်ချက်မဟုတ်ဘူးဆိုတာသိသွားရင်မင်းတို့ကိုပေးခဲ့တဲ့သူ့ရော်ကြီးတွေကိုပြန်မလို့ခြင်းပေးဘူးလားဒီစကားကြတော့ဟန်နရီတွေ့ကနေဖြစ်ပြီးကလထိုင်ပေါ်ပုံကနေကျသွားတယ်ဘော့ဘရစ်တီကဆက်ပြီးတော့ဒီတော့မင်းကိုပေးခဲ့တဲ့10ပေါင်ကိုလည်းပြန်တောင်းမှာပဲအဲ့ဒီထဲကမင်းငါ့ကိုလောင်းကြီးအရာ9ပေါင်ပေးတာကိုလည်းကျေးဇူးတင်ပါတယ်ဟန်နရီယာကဲဒီငါတို့ရတဲ့9ပေါင်စီကိုပြန်အမ်းရမယ်ဆိုရင်မင်းလည်းမတတ်နိုင်ဘူးငါလည်းမတတ်နိုင်ဘူးတို့စားပြစ်လိုက်ကြပြီးပြီမဟုတ်လားဒါကြောင့်စကားဆိုတာမလွန်ခင်စင်ကျင်ရတယ်ကွာ
နာသာခံခက်ဟန်နရီကထိုင်ရာကဝုန်းကနေထပြီးစကားပြောဖို့ပါဇက်ဟပေမဲ့ပြောစရာစကားရှာမတွေ့တာမှုသူ့ကောင်းပေါ်ကလေရုကိုပဲလက်သီးတွေနဲ့ဘယ်ဝိညာဝိုက်ထိုးရင်ပါဇက်ထဲတွေ့သမျှအယုတ်တအနတ္တတွေနဲ့ဘောပရီတီကိုကလော်ဆဲပြီးပြန်ထိုင်ချလိုက်တော့တယ်ဘော့ကတော့ဟန်နရီလုံးသမျှတွေကိုစုပ်တသက်နဲ့ကြည့်ပြီးဟန်နရီခုတော့မင်းစိတ်ကမှော်နေလို့ပါကွာနောက်ကြမင်းငါ့ကိုပြောမိသမျှပြန်ပြီးစိတ်မကောင်းဖြစ်ရမှာပါစိတ်အေးထားပြီးအိမ်ပြန်ပါမင်းမိမလည်းမာတာမဟုတ်လှုပ်ကြွေးစရာအိမ်အောင်ကြီးကလည်းနဲသလားသားမယားအကျိုးကြည့်ပြီးကိုအသက်ရှည်အောင်နေရတယ်ကွာစိတ်တိုးတယ်ဒေါသကြီးတယ်ဆိုတာအသက်တိုးစေတတ်တယ်မင်းစိတ်ကူးရဘာညာညာတွေလည်းရှောက်ပြောမနေနဲ့မင်းစကားတစ်ခေါက်ကြောင့်တော်ကြတနတ်မှန်ခံရတဲ့ကိုမိတ်ဆွေတွေတပြားတစ်ချက်မှရော်ကြီးမရလိုက်ဖဲနစ်နာသွားကြရှာအောင်မယ်သူတစ်ပါးတွေကိုညှာတာပါတငယ်ချင်းဟာအဲ့ဒီတော့ကျုပ်တို့ရွာရဲ့ဗပဲဆရာကြီးဂျွန်ဘစ်ကသူ့မေးစီရှည်ရှည်ကြီးကိုလက်နဲ့ဆွဲရင်ဘောပရီတီပြောတာဒီတစ်ခုတော့စဉ်းစားရမယ်ကွာဒါမင်းဘက်ကမျက်နှာသာလိုက်ပြီးပြောနေတာမဟုတ်ဘူးကြံတဲ့လူတွေအတွက်ပြောနေတာဒီကိစ္စမှာမင်းလူလေလုံနေတာငါတို့ကလက်စုပ်လက်ကင်မပြနိုင်တော့ပြီးတာတွေပြီးပါစေသို့တော့တခုတော့ပြောလိုက်မယ်နောက်လူတွေရမယ်ရော်ချင်းငွေတွေကတော့မင်းတပြားမှမရဘူးမှလိုက်မင်းကိုပေးမဲ့အစားမင်းရဲ့အယုတ်တမဇက်လန်းကိုထုတ်ဖော်လာနိုင်တဲ့ဟန်နရီကိုစုချဖို့ကောင်းတယ်ဒီတော့ဘောပရီတီကလည်းခတ်မှာပဲဟာဒီလိုလှုပ်လို့ရမလားဗျသူတို့ကျုပ်ကိုစာချုပ်အတိုင်းရော်ကြီးတဝက်စီပေးကိုပေးရမယ်တရားဥပဒေအရမျှမျှတတလုံမှာပေါ့ကျုပ်ကဆင်းရဲသားပါနောက်တစ်ခုကကျုပ်သာသူတို့ကိုတနတ်နဲ့ပြေယုံမှန်ရင်ဒီလောက်ကလေးနာလောက်အောင်တော့မလုပ်ဘူးတော်တော်ကိုစိုးစိုးရွားရွားဖြစ်အောင်စော်ထဲလိုက်မှာပဲအထူးသဖြင့်ဟန်နရီပေါ့လက်သီးလက်မောင်းတန်းပြီးထလာတဲ့ဟန်နရီကိုဂျွန်ဘစ်ကကုတ်နှိမ်ထားလိုက်တယ်ဟန်နရီဒင်းကိုပြိုင်ပြောမနေနဲ့အလကားအာညောင်းတယ်ပီတာဂါရန်နဲ့ဆန်ဂျုံကိုသာအကျိုးအကြောင်းသွားပြောလိုက်သူတို့ဝမ်းသာရအောင်အေးကောင်းတယ်သွားပြောလိုက်ငါဝေသူတဝက်ကိုဆက်ပေးဖို့မမေ့နဲ့လို့ဘောပရီတီကစိုင်ထဲကထွက်သွားတယ်အဲ့ဒီလိုနဲ့တနတ်မှန်ခံရတဲ့လူတွေကသူတို့ယော်ကြီးကိုခွဲမပေးရတော့ဘူးလို့ဝမ်းသာအားရဖြစ်နေကြတယ်နောက်ပြီးအဲ့ဒီပတ်စံကိုတုံးဆွဲလို့ကုန်ဒီအထိဒီကိစ္စကိုတခွန်းတပါဒမှမဟဘူးနောက်ကြတော့မှမစ္စတာဆူလ်တန်ကိုပြောမယ်အဲ့ဒီတော့ဘောပရီတီကိုတရားရုံးကနေအရေးယူပြီးဖမ်းပါစီပေါ့နောက်တရက်2ရက်ကြာတော့မစ္စတာဆူလ်တန်ရဲ့အပေါင်းအသင်းတွေလည်းစိတ်ဓာတ်ပြက်ပြားဇက်ကောင်းကွဲပြီးပြန်ကုန်ကြပြီမစ္စတာဆူလ်တန်ကတော့တော်ပါပြီတယ်သူကိုယ်တိုင်ဒဏ်ရာရတဲ့လူတွေကိုလိုက်ကြည့်ပြီးသူ့စီကရတဲ့ရော်ချင်းငွေတွေကအလကားရတာအလကားဖြစ်ဆိုသလိုပန်းကော်ဖီမှာပဲလက်ဟတ်သက်ဖြုံးတီးပစ်တယ်လို့ကြားတဲ့အတွက်သူတို့အကျိုးမျှော်ကိုပြီးရော်ချင်းငွေကိုလုံးကနေ10ပေါင်မပေးတော့ပဲတပတ်ကို10ရှီလင်ပေါင်ဝက်စီ10ပေါင်ပြည့်သည့်အထိပေးသွားမယ်လို့ပြောတယ်ဒီတကားကိုကြားတော့ဝါတာဘဲလ်ဟာမဆဲမိအောင်အရက်ခင်းကိုပါဇက်ထဲထိုးသွင်းပြီးမနှဲကြီးအောင်ဤခံလိုက်ရတဲ့ပီတာဂါရန်ကလက်မောင်းပတ်တီးစီပြီးစိတ်ပြက်လက်ပြက်နဲ့ပန်းကော်ဖီမှာထိုင်ပြီးညည်းညူနေတယ်ကျုပ်တို့လည်းဘာမှမတတ်နိုင်ဘူးလေသူခမရများပါဇက်ထဲရောက်လူနီးအမဲသားတုံးကြီးကြီးဝင်တုတ်သွားသလိုခံစားနေကြရမှာပေါ့10ပေါင်ဆိုတော့ရွှေတင်းကား10ပြားကြီးများတောင်လုံးငနေရတဲ့ဥစ္စာကြီးတို့ဒီမှာဒီလိုစားတောက်နေတယ်ဆိုတာကို तू ဘယ်လိုလုပ်ကြားသွားလဲမသိဘူးနော်ဒီကီဝစ်ကစင်းဆာနဲ့ပြောလိုက်တော့တောင်းတောက်မှာထိုင်နေတဲ့ဘောပရီတီကသူ့ကိုမျက်နှာလွှဲနေတဲ့ပီတာဂါရန်ကိုပြုံးဆနဲ့ကြည်ရင်ကျုပ်မိတ်ဆွေတယောက်ကစာရေးလိုက်တယ်ဗျသူတစ်ပါးရဲ့ငွေကြေးနဲ့အလဟတ်သက်တောက်စားပြက်နေတာမကြည့်ရလို့တဲ့အဲ့ဒီမိတ်ဆွေကဘီလ်ချမ်ဘာစ်တို့ဟန်နရီဝေါ့ကာတို့လုပ်ပုံတွေကိုခရီးစီးတွင်းကြရေးပြီးအောက်ကအမှန်တရားကိုလိုလားသူလို့လက်မှတ်ထိုးလိုက်တယ်ဆိုပဲအဲ့ဒီအခါမှာဂျွန်ဘစ်ကဘောပရီတီကိုအကြောင်းသားကြည့်ပြီးဟေးမင်းမိတ်ဆွေကစာရေးတယ်ဟုတ်လားဘာလို့ရေးတာလဲသူ့စိတ်ထဲဘာကြောင့်လဲတော့ကျွန်တော်မသိဘူးသူကလောကကိုလေ့လာနေသူပဲစာရေးဖို့လဲဝါသနာပါတယ်စာရေးလဲကောင်းတယ်ကျုပ်သာသူ့ကိုသွားမတားဘူးဆိုရင်မနှက်ဖန်လဲသူတစ်စောင်ရေးပို့အောင်မှာပဲတသက်လုံးဘောပရီတီကိုစကားမပြောတော့ပါဘူးလို့အများရှေ့မှာကြေညာထားတဲ့ပီတာဂါရန်လဲမနေနိုင်တော့ပါဘူးဟေးနောက်တစ်စောင်ရေးအောင်မယ်ဟုတ်လားဘာအကြောင်းတွေရေးအောင်မှာလဲဘာအကြောင်းတွေရေးရမလဲမင်းတို့ရွှေညံတော်စူးရောက်ပြီးမင်းတို့ကငါတနတ်နဲ့ပြစ်တယ်လို့ငါ့ကိုတိတ်ခါချတာတွေကိုမခံနိုင်လို့ပေါ့ကွာဒီကိစ္စမှာမင်းတို့ကသာငါ့ကိုအမနာပဆွဲနေပေမဲ့တကယ်တော့မင်းတို့ဟာမင်းတို့လောက်ကြံပြီးသူ့စီကရော်ချင်းငွေလိန်ယူတယ်လို့မစ္စတာဆူလ်တန်သဘောပေါက်သွားရင်မင်းတို့ကိုယုံတင်တရားမဆွဲဘူးလို့ဘယ်သူပြောနိုင်မလဲကွာဒီတော့ပီတာဂါရန်ကဆက်တုံရင်းဒီလိုတော့မရေးလိုက်ပါနဲ့ကွာဟာငါရေးမှာမဟုတ်ဘူးကွာငါမိတ်ဆွေကရေးမှာပေါ့အေး
မင်းတို့ကယောက်ျားသားပီပီထားခဲ့တဲ့ဂရိစာချုပ်အတိုင်းငါ့ကိုဝေစုတစ်ဝက်စီပေးကြမယ်ဆိုရင်တော့သူမရေးဖို့ငါသွားပြောပေးပါမယ်။ तू ကငါစကားဆိုရင်နားထောင်တတ်ပါတယ်။ငါနဲ့ငယ်တငယ်ချင်းပဲကွာ။အစကတော့ပီတာကတပြားမှမပေးနိုင်ဘူး။ဒင်းရေးကျင်တဲ့စာသေတဲ့နောက်ဆုံးအထိရေးစမ်းပါစေလို့စိတ်ကူးမိပေမဲ့တစ်ဖက်ကစဉ်းစားပြန်တော့အပတ်စဉ်ရတဲ့ငွေ10 ရှီလင်ကိုလက်လွှတ်ရမှာစိုးတဲ့အတွက်ဘော့ကိုပန်းကော်ပီဆိုင်မှာဘဲမှမသွားသေးပဲစောင့်နေဖို့မှားခဲ့ပြီးဆန်နဲ့ဝေါ်တာစီသွားခေါင်းချင်းဆိုင်တိုင်ပင်ကြတယ်။ပီတာပြန်လာတဲ့အခါကျတော့ပထမဘက်အတွက်သူတို့3ယောက်ပေါင်းကြတဲ့15 ရှီလင်ကိုဘော့လက်ထဲအပ်ရင်ဘော့ကြောင့်ဝေါ်တာဟာအယူလိုလူးလှိမ့်ကြံခဲ့ပြီးဆမ်ဂျုံကတော့ဒေါသထွက်လွန်းလို့ဒီညကုံအောင်အောင်အသက်ရှင်ပါမလားမသိဘူး။ဒီငွေကိုမင်းမှုစားရက်တယ်ကွာလို့စကနာထိုးတော့ဟာငါသာမရှိရင်မင်းတို့ဒီလောက်ငွေကိုမြင်အောင်မြင်ဘူးမှမဟုတ်ဘူးတကယ်တော့ငါကမင်းတို့ကျေးဇူးရှင်ပါကွာရန်သူမဟုတ်ပါဘူးလို့ပြောလိုက်တဲ့တော်တာဆွေ